အမလေးရှာကြီးပြတ်ကြပါပြီတော့ဖူလိုက်တာမှပြောမနေနဲ့ဒီနေ့ကျမကဝတ်သားကြီးကိုမဟုတ်ပဲနဲ့ပြောင်းလဲလေးဖြစ်အောင်စက်သားကြီးဦးလေးဝယ်လာရရှင်ထုံးစံအတိုင်းရွှေနဂါဖြစ်ပါရဲ့ရှင်တို့ကျမစားတာကိုအဆုံးဖြတ်တည်ကြခြင်းတော့အဆုံးထိပဲဗီဒီယိုကြည့်လိုက်ပါရှင်ရွှေနဂါအရသာတော့ပြောစရာမလိုရှင်ကျမစက်သားကြီးကိုတခါမှမစားဘူးကျမဝက်ကြီးကိုပဲစားဘူးရပေါ့နော်ဒီနေ့စက်ကြီးကိုပထမဆုံးစားတာကိုထိမိခွေနေရပဲရှင်တက်တော်မှကောင်းတာဝတ်သားလည်းကျွန်မဟိုတနေ့ကပြောသလိုမျိုးစစ်စစ်ပပိုင်လေးဖြစ်တယ်ထထထထုံနေငဖယ်လေးလိုပဲအခုစက်သားစားရတယ်စက်သားလည်းထုံနေလက်ကောင်းပဲအရန်စားကောင်းတယ်ကြည့်ပါအောင်တော့ဒီတပွဲကြီးဆိုလို့ရှိရင်ဘယ်လိုလုပ်ကုန်ပါလဲအကြီးကြီးပဲပွဲကြီးပဲကွယ်တရက်ကွက်လုံးတော့မျှစားရမယ်ထင်တယ်ရှင်တို့ကဘယ်လိုလဲကျမနဲ့အကြိုက်တူရဲ့လားကျမကတော့ရွှေနဂါးပဲကြိုက်တယ်အရင်တော့ကတော့ကျေးဥပင်တို့ဘာလို့စားတယ်နောက်ပိုင်းမစားဖြစ်ဘူးပေါ့နော်ကျေးဥပင်မစားဖြစ်ဘူးအခုရွှေတောင်တန်းလည်းမကြိုက်ဘူးတိတ်ပြီးတော့အခုကြာကျမရဲ့ဘက်ဆက်ကဝိုင်းကေကိုဟုတ်ရင်ဟုတ်မဟုတ်လို့ရှိရင်ရွှေနဂါးပဲရှင်သမင်းစားပြီးသွားကြပြီထင်တယ်နော်ဒီချိန်ဆိုလို့ရှိရင်ကျမကတော့အခုမှစားတာရှင်ကျမစားတာအရန်တေးကြနေပြီဆိုရှင်တို့ပြေးစားလိုက်တော့အရင်တော့ကလည်းအဲ့လိုပဲကျမပါစားပေါ်ကြတယ်ဆိုအခုကျမကဝက်ကြီးကိုမဟုတ်တော့ကြက်ကြီးကိုပြောင်းလိုက်ရှင်ရှင်တို့ကြက်ကြီးကိုတစ်ချက်ပြေးစားလိုက်တော့ရှင်ခုပန်တာမရဘူးဆိုတော့တကြောင်မကျမမှာဒုက္ခများရရှင်ဆိုင်ကယ်ကြီးကို9000အကုန်ခံပြီးသွားဝင်ဝယ်မဝယ်လို့ရှင်အရင်ကကျမမောင်စပိန်လေးနဲ့သွားဝယ်ရတယ်ကျမတို့ရှိတဲ့နေရာနဲ့အဲ့ရွှေနဂါးရှိတဲ့နေရာတော်တော်လေးလမ်းပါတယ်ရှင်အဲ့ဒါကြောင့်မလို့ကွယ်အရင်တော့ဖူပန်တာနဲ့ဆိုအဆင်ပြေနေအင်ရှိတီရောက်ကြီးဦးလေးစားနေတာအဆင်မပြေနေတာအခုတော့မပြေတော့ဘူးရှင်ကျမတို့ကနည်းနည်းလေးဒုက္ခရောက်တယ်အဲ့ delivery ချချက်ကလေးပို့ပြီးအောင်များသွားသေးတယ်ကျေးဦးအရန်ကြိုက်လို့ဒါလေးဒီလိုမျိုးဒုက္ခခံနေရတာရှင်